အားလုံးပဲမင်္ဂလာပါဒီနေ့ကျွန်တော်ပြောပြပြီးမှကဖုန်းနဲ့ကရော့ကဲသချင်းဘယ်လိုဆိုမလဲဆိုတဲ့အကြောင်းဖြစ်ပါတယ်ဒီလိုကရော့ကဲသချင်းဆိုနိုင်ဖို့ရန်ကိုတီးထားတဲ့သချင်းဖြစ်ဖို့တော့ကိုအတန်တတ်ဖမ်းခြင်းတယ်ဆို Bandlab ဆိုတဲ့ application ကို Play Store ထဲကနေ download လိုက်ပါပြီးရင် Bandlab ဆိုတဲ့ application ကိုဖွင့်ရမှာဖြစ်ပါတယ်ဒီ Bandlab application ကတော့ online သုံးရင်ပိုအဆင်ပြေပါတယ်အဲ့ဒီမှာကိုတီးထားတဲ့ကရော့ကဲဖြစ်ဖြစ်ကိုကြိုက်တဲ့ကရော့ကဲဖြစ်ဖြစ် download ပြီးတော့ tab ထဲမှာ import လုပ်လိုက်ပါအဲ့ဒါပြီးတာနဲ့အောက်မှာ plus sign နဲ့ပြီးတော့ voice mic ဆိုတဲ့ဟာကိုနှိပ်ပြီးရင်အောက်ဆုံးလေးမှာအနီရောင် record ကိုနှိပ်လိုက်ရင်ကိုသချင်းဆိုလို့ရပြီI am dying a little bit inside. If I could see your face once more, I could die happy, man, I'm sure. All I want is nothing more to find you looking in. Hello ကိုကြိုက်တဲ့သချင်းတွေကိုဆိုပြီးသွားလို့စီရင်အုပ်ဆုံးအရကတ်ကိုပြန်နေလိုက်ရင်ရက်သွားမှာဖြစ်ပါတယ်အဲ့ဒါနဲ့ကိုသချင်းကို effect မျိုးထုံဒီမှာထည့်လို့ရပါတယ်ကိုဘာ effect ကြိုက်လဲကိုဆိုတဲ့သချင်းနဲ့ဘယ် effect နဲ့ကြိုက်လဲပြီးရင်အပေါ်က set button ကိုနှိပ်လိုက် public လို့ဆိုရင်သူအနေတူBandlab app ထဲမှာ post သွားလိမ့်မယ်အဲ့လို post ပြီးသွားရင် view ဆိုတဲ့နေရာကိုနှိပ်လိုက်အပေါ်ဆုံးကအဆင့်30ကိုနှိပ်ရင် download ဆိုတဲ့ဟာကိုတွေ့နိုင်မယ်အဲ့မှာကိုဆိုထားတဲ့သချင်းနဲ့ music နဲ့တွဲပြီးတော့ download လုပ်ရပါတယ်ကြည့်ရတင်ပါတယ်